ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်ပထမအောင်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒေါ်လာရဲ့စူးညောင်းတစ်ခုကိုဖယ်ရှားဖို့စစ်ရင်အားသုံးခြင်းကိုမလွဲမရှောင်သာဆောင်ရွက်ခဲ့ရတယ်လို့ NUG ထုတ်ပြန်ဒီလိုတို့ကိုထိတ်လန့်စိုးရိမ်မှုဖြစ်စေတဲ့အတွက်များစွာစိတ်မကောင်းဖြစ်ရကြောင်းအသိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ် BNR အဖွဲ့မှနဂါးရဲ့ပြစ်မှုရှိသူတွေကိုအရေးယူဆောင်ရွက်ရမှာတာမန်တရားဥပဒေစိုးမိုးရေးရန်ရနဲ့ဆောင်ရွက်လို့မရတော့တာကြောင့်ဒေါ်လာရင်းစူးညောင်းတစ်ခုကိုဖယ်ရှားရှင်းလင်းဖို့စစ်ရင်အားအသုံးပြုခြင်းကိုမလွဲမရှောင်သာဆောင်ရွက်ခဲ့ရတယ်လို့ NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနဖေဖော်ဝါရီလ19ရက်မှာထုတ်ပြန်လိုက်ပါတယ်။ရင်းမာပင်ခရိုင်ပလဲမြို့နယ်မှာရှိတဲ့ဆက်ဆက်နေရာတွေမှာ BNR အဖွဲ့ကိုဦးဆောင်သူနဂါးဟာပြည်သူတော်လှန်ရေးရဲ့တရားဥပဒေစိုးမိုးရေးကိုစန့်ကျင်တဲ့လုပ်ရက်တွေကိုကိုယ်တိုင်လှုံ့ဆော်ခြင်းတပ်ဖွဲ့ဝင်တွေကိုလှုံ့ဆော်စစ်ဆေးခြင်းတပ်ဖွဲ့ဝင်တွေလှုံ့ဆော်တာကိုမျက်ကွယ်ပြုခြင်းတို့ကိုလှုံ့ဆော်ခဲ့တယ်လို့အသိပေးထားပါတယ်။ပြည်သူတို့ပေါ်မှာဖိနှိပ်ခြင်းတပ်ငယ်မရိမှုလူသက်မှုလူသက်အလောင်းပြောင်းမှုစတဲ့ရာဇဝတ်မှုတွေကျူးလွန်တဲ့တရားမဝင်အခွန်ဂိတ်တွေဖွင့်လှစ်ပြီးအခွန်ကောက်ခံရုံသာမကဂိတ်နဲ့တို့အများပြည်သူသုံးလမ်းတွေမှာလူအင်အား90တရားဝန်းကျင်တဲ့အထိုင်စခန်းတွေချခြင်းမိုင်းများထောင်ခြင်းအများပြည်သူတွာလာမှုကိုအနှောင့်အယှက်ပြုခြင်းအုပ်ချုပ်ရေးပညာရေးနဲ့ကျန်းမာရေးကဲ့သို့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုနှောင့်ယှက်ခြင်း PDF တွေစီးရလှုပ်ရှားတွာလာမှုတွေကိုကန့်သတ်နှောင့်ယှက်ရန်ကြိုးပမ်းခြင်း PDF case ခန်းတွေကိုစီးနှင်းခြင်းတပ်ဖွဲ့ဝင်များတာဝန်ရှိသူတွေကိုပြစ်ခတ်ခြင်းတပ်ဖြတ်တာတွေဆောင်ရွက်လာခြင်းသူတို့ရဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီးတော့အတွင်းကျကျသိရှိနိုင်သူတွေကိုလှုပ်ကြံတပ်ဖြတ်ခြင်းနဲ့ဆက်လက်ဆောင်ရွက်လာနိုင်ခြင်းရှိခြင်းအကြမ်းဖက်စစ်တပ်နဲ့ဆက်သွယ်ခြင်းတရင်ပေးပို့ခြင်းစတဲ့လုပ်ရက်တွေအတွက်ယုံကြည်ရလောက်တဲ့အထောက်အထားတွေရှိနေခြင်းလှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်အထက်ပါအခြေအနေကြောင့် BNR အဖွဲ့မှပြစ်မှုရှိသူတွေကိုအရေးယူဆောင်ရွက်ရမှာတာမန်တရားဥပဒေစိုးမိုးရေးရန်ရာတသက်နဲ့ဆောင်ရွက်ဖို့မဖြစ်နိုင်တော့တဲ့အတွက်တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့နဲ့ဒေါ်လာရင်းစူးညောင်းတစ်ခုကိုဖယ်ရှားရှင်းလင်းဖို့စစ်ရင်အသုံးပြုခြင်းကိုမလွဲမရှောင်သာဆောင်ရွက်ခဲ့ရတယ်လို့အသိပေးထားပါတယ်။ဒီလိုဆောင်ရွက်စဉ်မှာပြည်သူလူထုကိုထိတ်လန့်စိုးရိမ်မှုတွေဖြစ်ပေါ်စေခဲ့တဲ့အတွက်များစွာစိတ်မကောင်းဖြစ်ရကြောင်းကိုလည်း NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနကသတိပေးထားပါတယ်။ BNR အဖွဲ့မှပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့တပ်ဖွဲ့ဝင်တွေကိုလည်းသူတို့ရဲ့စိတ်ဆန္ဒရှိပါကပြည်သူ့ကာကွယ်ရေးတပ်မတော်မှဖြစ်စေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှဖြစ်စေပူးပေါင်းပါဝင်ပြီးတော့တော်လှန်ရေးမှာဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ဖို့စီစဉ်သွားမှာဖြစ်ကြောင်း NUG ဆိုရကာကွယ်ရေးဝန်ကြီးဌာနသတိပေးကြေညာထားတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုစောအောင်ကြည့်ပြတဲ့ကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့သတင်းကြောင်းရမျိုးစုံနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်။